20ကျော်ကျွန်တော်30ဝန်းကျင်သုံးမလား20ကျော်ပဲသုံးမလား20ဝန်းကျင်ပဲသုံးမလားကျွန်တော်ခုချိန်ကတော့ဒါ Android flagship model တွေအရန်ဟိုမှာကင်တင်တဲ့အချိန်ကိုကျွန်တော်ရောက်နေပြီလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါခုလိုဒီရန်ကျနေတဲ့အချိန်ပေါ့နော်။ကင်မဲမိတ်ဆွေဆိုရန်တန်ပြီးကျွန်တော်20ဝန်းကျင်မှာဆိုရင်ကျွန်တော်လုံးဝတန်တဲ့ဒါ OnePlus ထဲက OnePlus 12ကျွန်တော် Xiaomi ဆိုရင်ဒါ40 Pro လုံးဝအသစ် site တွေရမယ် original boot ပစ္စည်းအဆုံးတွေပါအောင်မယ်။ပြီးတော့30ဝန်းကျင်မှာ30ကျော်လေးဆိုရင်ကျွန်တော်ဒါSamsung ရဲ့ CI လို့ပြောတဲ့ S24 Ultra ကုမ္ပဏီလုံးကြီးတွေပေါ့ Android 512မှာဒါ30ကျော်38သိန်း5000 original ဘူးဖြစ်ပြီးအစုံနဲ့ရအောင်ပဲလုံးနေတာအသစ် site တွေဒါ Xiaomi တဲ့ဟိုမှာ model မြင့်ဆိုရင်ဒါ40 Ultra ရမယ်ဒါဒီကောင်ဆိုရင်ဒါ20ကျော်28သိန်း5000နဲ့ပဲရမှာ Poco တွေကလုံးဝမိုက်တယ် Find 7 Ultra ကြီးလည်းရောက်တယ်ဗျာကင်းများမှာကြိုက်တယ်ဆိုတဲ့မိတ်ဆွေများအတွက်လည်းဒါ Xiaomi ရဲ့30 Ultra 1TB ကြီးနဲ့လည်းရအောင်ပဲဟုတ်ကဲ့20ဝန်းကျင်20ကျော်30အောက်မှာကျွန်တော်ဆိုင်မှာ flagship model တွေကိုစိတ်တိုင်းကြဒါရောင်းဝယ်လဲထက်ဒါလာလို့လို့ရပြီပေါ့နော်မိတ်ဆွေတို့လည်းကျွန်တော်ဆိုင်မှာလာကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဆိုင်လိပ်စာလေးကတော့မန္တလေးမြို့ရဲ့83လမ်း36နဲ့3ခွန်ကြားလမ်းရှိဘက်ချမ်းမှာရှိတာဖြစ်ပါတယ်ခင်ဗျာနယ်ဝေးရမိတ်ဆွေတွေဆိုတော့ကျွန်တော်ငွေလွှဲရောက်တာနဲ့ကားကေးကနေကျွန်တော်ပြည်ပြီးတင်ဖို့ပြရပါမန္တလေးရမိတ်ဆွေတွေအတွက်အားသာချက်တစ်ခုကတော့ကျွန်တော်ဒါအရေးကြနဲ့လည်းရှောင်ထားပြီးတော့ဒါဝယ်လို့ရတယ်ပေါ့နော်အပုံနေမူရင်းအိမ်တော်စုမူရင်းရက်ွက်တောက်ကဒါအဲ့3မျိုးလေးပါအောင်လေးနဲ့ကျွန်တော်အရေးကြနေချင်းရှောက်လို့ရတယ်ပေါ့နော်9နာရီနဲ့4နာရီအတွင်းဆိုကျွန်တော်ချက်ချင်းရှောက်ပြီးတော့နေချင်းရတယ်ရစ်ကြနဲ့လည်းရှောက်ထားပြီးတော့ဝယ်လို့ရပါပြီဟုတ်ကဲ့ကျွန်တော်ဆိုင်မှာတော့ဒီ iPhone တွေရော Android အစုံပေါ့နော်ရှိထားတဲ့အတွက်လာရောက်ရွေးချယ်ဝယ်လို့ရပါတယ်ခင်ဗျာ